မင်္ဂလာပါအဲ့ဒီမှာ face ဆွဲလို့ရှိရင်သူကရက်ဒီလာတွေစသည်အပြင်အဲ့ဒါတွေကိုခင်းရမ်းနေပေါ့နော်အဲ့ဒါတွေကို face ဆွဲလို့ရတယ်လို့ပြီးတော့ကိုယ်ထည့်ချင်တဲ့စာသားလေးတွေထည့်ပြီးတော့မှအလိုရော face ဆွဲလို့ရပါတယ်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့ file ထဲကိုတက်ပေးရပါမယ်အဲ့ဒီထက်က more option ထဲကိုတက်ပါမယ် advanced အဲ့ဒီမှာ general ဆိုတာလေးရှိပါတယ် general လေးကိုလိုက်ရှာလိုက်ပါမယ်ဒီမှာ general ဆိုတာလေးတွေ့ရပါပြီဒီ general ရဲ့ menu လေးအောက်မှာဆိုလို့ရှိရင် edit custom list ပေါ့နော်ဒီဟာလေးကို click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်သူကဒီမှာ new list ဆိုပြီးတော့မှ auto ကျနေပါတယ်အခုခုနကလက်ရှိထားတာတွေကတော့ခုနက face ဆွဲတဲ့ရှေ့မှာပေါ့နော် face ဆွဲတော့ကပြခဲ့တဲ့ဒီဟာလေးတွေရှိပါတယ်အခုအသက်ထက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာရိုက်ထည့်ပြရပါမယ်ဥပမာစသည်အဖြစ်ပေါ့နော်ဒီလိုရေးလိုက်မယ်ဒီလိုဒီဟာလေးကိုအစင်လိုက်လေးပေါ်ခြင်းနဲ့အဲ့လိုဆိုလို့ရှိရင်သူက add ကိုနှိပ်လိုက်ပါမယ်ဒါဆိုဒီမှာ list တစ်ခုအနေနဲ့ထွက်လာပါပြီပြီးတော့ okay ကိုနှိပ်လိုက်ပါမယ် okay ထပ်နှိပ်ပါမယ်ဒါဆိုလို့ရှိရင် a ကိုရိုက်လိုက်ပါမယ် a ရရိုက်ပြီးတော့ဒီလို face ဆွဲလိုက်မယ်ရပါတယ်သူk ထိထည့်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် k ထိဆုံးသွားပြီဆိုလို့ရှိရင်ပထမဆက်ဖြစ်တဲ့ a ကနေပဲဆက်လာပါလိမ့်မယ်ပြီးတော့ d ကနေလည်း face ဆွဲလို့ရပါတယ်ဒီလိုမျိုး face ဆွဲလို့ရပါတယ်ဒီလိုမျိုးလေးထည့်မယ်ဆိုလို့ရှိရင်ပေါ့နော် customize လေးထည့်လို့ရပါတယ်